လူငယ်လေးမိဝေးဖာဝေးနဲ့နေပြီးဆိုရင်တတိထားရမှာအဲ့ဒီကိုချင်းတီလာပေါ့နောက်တစ်ခုအန်တရေတွေရှိတယ်အဲ့ဒီအန်တရေတွေကင်းစင်ဖို့ဆိုရင်ဦးဇင်းတို့ကထေရဝါဒဗုဒ္ဓရဲ့သားတော်သမီးတော်တွေဖြစ်တဲ့အတွက်ဦးဇင်းကတော့ဘုရားကုံတော်ကိုလက်ကင်ထားဖို့အမြဲတမ်းတွန်းတင်ညွှန်ကြားဘူးတယ်ဟုတ်ပြီနော်တခါလေးဘုရားကုံတော်ပွားဖို့နောက်တခါကြီးတို့မကြီးတို့ကုသိုလ်လည်းရပြီးတော့အန်တရေကင်းချင်ရင်တော့တန်ဗုဒ္ဓေခါထားကိုပူဇော်ဖို့လိုတယ်ကြားဘူးလားတန်ဗုဒ္ဓေဆရာမရလားတန်ဗုဒ္ဓေအဲ့ဒီတန်ဗုဒ္ဓေခါထားဘယ်သူရေးဆက်ခဲ့တယ်သိလားဦးဇင်းတို့ဒီအောက်မြန်မာပြည်မှာပထုံနိုင်ငံတော်ကြီးဆိုတာပေါ်ပေါက်ခဲ့ပြီးတယ်မနူအာမင်းတို့လက်ထက်မှာအာသောကမင်းကြီးတို့ဟိုဦးဇင်းတို့အိန္ဒိယနိုင်ငံမှာဟုတ်တာတိရိဓမ္မသောကမင်းကြီးတို့လက်ထက်မှာဦးဇင်းတို့တထုံပြည်မှာလည်းမနူအာမင်းတို့စိုးစံနေတယ်ဟုတ်လားဒီအာရဟံရှင်အာရဟံဆိုတာနာမည်ကြီးခဲ့တယ်မြန်မာသမိုင်းမှာအနောယထာမင်းကြီးဗကံကိုပင့်ဆောင်သွားတာဦးဇင်းတို့တထုံပြည်ကနေဒီအရှင်အရှင်မြတ်ကြီးကတန်ဗုဒ္ဓေဂါထာတော်ကြီးကရှေ့မူလတန်ဗုဒ္ဓေဂါထာရှိအဲ့ဒီခေတ်တုန်းကဆိုဦးဇင်းတို့ဒီစူလခန္ဓာကြီးအတက်တွေတက်နေပြီးဘိုးတော်လိုင်းတွေလိုက်ကြတာများတယ်ရှေ့ခေတ်တုန်းကပကံပြည်တွေမှာရောဟုတ်လားဒီတထုံပြည်တွေမှာရောဒါကြောင့်မို့အရှင်အထာတန်ဗုဒ္ဓေဂါထာကိုစူလခန္ဓာကြီးလိုင်းကိုလိုက်မဲ့ပထမန်ဘိုးဘိုးအောင်တို့ဘာတို့တော့ရွတ်ဆိုခဲ့တာဒါပေမဲ့အဲ့ဒီဂါထာကိုရှင်အာရဟံကထေရဝါဒသာသနာပြုအာဇန်နီသူရဲကောင်းအရှင်မြတ်ကြီးဖြစ်တဲ့အတွက်သူကတန်ဗုဒ္ဓေဂါထာကိုပြန်လဲပြုပြင်ထားတာအဲ့ဒါမှတ်တာအခုဦးဇင်းတို့ကျွတ်နေတဲ့တန်ဗုဒ္ဓေဂါထာအရှင်အာရဟံရွတ်ဖတ်ပူဇော်ခဲ့တဲ့စီရင်ရေးကုန်းခဲ့တဲ့တန်ဗုဒ္ဓေဂါထာတော်ကြီးဖြစ်တယ်ရလားလိုက်ဆိုကြည့်တစ်ခေါက်တော့တန်ဗုဒ္ဓေအထာဝီသင်္စာဒွါဒသင်္စာတဟတကေပန်စတတတဟတာနိနမာမိတိရတာမဟံအပဂါဝါလူဂါဂင်္ဂါအနန္တာနိဗ္ဗူတာဇိနာတေတံဓမ္မင်္စတံကင်္စအာဓာရိနနမမဟံနမဂါရာနုဘာဝေနဟိတဝါတဗ္ဗေဥပဒဝေအနေကအန္တရာယာပိဝိနတံတုအတေတတောအဲ့ဒါဗုဒ္ဓတကယ်တော့ဒါဖျားရှင်ကိုပူဇော်တာပါပဲခါရာတို့ပြောပေမဲ့ဂင်္ဂဝါလူသဲစုပမှာဖျားရှင်တွေပွင့်တော်မူခဲ့တယ်မဟုတ်လားတန်ဗုဒ္ဓေအထဝီသင်္စအထဝီသင်္စဆိုတာ28ကျူ28ကျိတ်သောဖျားရှင်တို့ကိုရှိခိုးတာတန်ဗုဒ္ဓေအထဝီသင်္စဟုတ်ပြီနော်ဓာတသင်္စတဟတကေဆိုတာ12000သောဖျားရှင်တို့ကိုရှိခိုးတာနော်ပင်စတတသဟတာနိဆိုတာ9သိန်းကုန်သောဖျားရှင်တို့ရှိခိုးတာ9သိန်း2000 9သိန်းဓာတသင်္စနော်ဓာတ12000နှစ်ကျိတ်ရှစ်စုသောဖျားရှင်တို့ကိုရှိခိုးတယ်လို့ဆိုလိုတာဘယ်လောက်လဲ9သိန်း1000 2000နှစ်ကျိတ်ရှစ်စုပြောကြည့်မယ်9သိန်း2000 5သိန်း1000 2000နှစ်ကျိတ်ရှစ်စုတံဗုဒ္ဓေအထာဝေသင်္စာဓာတသင်္စာသဟတကေပန်စတတသဟတာနိနမာမိတိရတာမဟံနမာမိရှိခိုးပါ၏တိရတာဥကောင်းယတနာမြတ်အင်္ဂါဖြစ်နော်နမာမိတိရတာမဟံအဟံတပြည့်တော်သည်နမာမိယုတိမြတ်တို့ရှိခိုးပါ၏ဖះကိုရှိခိုးတာပဲဖះကုံတော်ပဲဟုတ်ပြီလားပြီးမှအပကဝါလူကဂင်္ဂါတဲ့ဂင်္ဂါမြုပ်ကမ်းမှာရှိတဲ့တဲလုံးလေးတွေကအပကနဲပါသေးတယ်တဲ့ဇာလားဂင်္ဂါမြုပ်ကမ်းတဲကတကယ်တော့မနဲဘူးနော်နဲပါသေးတယ်တဲ့အပကဝါလူကဂင်္ဂါအနန္တနိဗ္ဗုတာဇီနာပရိနိဗ္ဗာန်ဝင်ဆံတော်မူသွားတဲ့မြတ်စွာဘုရားရှင်တွေကတော့အနန္တပဲတဲ့ရေတွက်လို့မကုန်ဘုရားအဆူဆူပွင့်တော်မူခဲ့ပြီဇာလားတကယ်ဒီမိုင်းတွေဒါတန်ဝေကလည်းယူဖို့ကောင်းတယ်နော်ဖျားပေါင်းဂင်္ဂဝါလူတဲစုမကများပြားလာတဲ့ရှင်တော်ဗုဒ္ဓတွေပွင့်တော်မူလို့ပရိနိဗ္ဗာန်ဝင်ဆံတော်မူခဲ့တာတော့ဦးဇင်းတို့အခုတည်းဒီနိဗ္ဗာန်မရောက်သေးဘူးဟုတ်တယ်မလားအဲ့ဒီလိုမျိုးအဲ့ဒီမှာပြီးမှနောက်ဆုံးမှာဒါဆူတောင်းတာဟုတ်လားအပကဝါလူကခင်ကအနန္တာနိဗ္ဗုတာဇိနာတေတံဓမ္မင်္စတံကင်္စဆက်ပြီးရှိခိုးတယ်အဲ့ဒီဘုရားရှင်တို့ကို၎င်းထိုဘုရားရှင်တို့ဤဓမ္မင်္စတရားတော်ကို၎င်းတံကင်္စတံဃာတော်ကို၎င်းနော်တေတံဓမ္မင်္စတံကင်္စအာဓာရိနနမမဟံအာဓာရိနယူသည်လေးစွာစွာဟုတ်လားနမမိအဟံတပြည့်တော်သည်ရှိခိုးပါ၏တဲ့ခင်ကဝါလူတဲစု
မကပွင့်တော်မူတဲ့ရှင်တော်ဗုဒ္ဓအဆူဆူကို၎င်းထိုရှင်တော်ဘုရားတို့ရဲ့တရားတော်တွေကို၎င်းတန်ခါတော်တွေကို၎င်းရှ िख ိုးတယ်ဆိုတော့ဘုရားပွင့်သမျှဘုရားကိုရှ िख ိုးလိုက်တာပဲမကောင်းလားကောင်းလားဘုရားတရားတန်ခါအားလုံးကိုရှ िख ိုးလိုက်တာဘလောက်ဒီကောင်းဘလောက်ကုသိုလ်မင်္ဂလာကြီးမြတ်သွားတယ်နော်အဲ့ဒါပဲနောက်ဆုံးမှဆုတောင်းဂါထာလေးကဟုတ်ပြီလားလာတာအဲ့ဒီလိုအာဒါနိနနမမဟံနမကာရာနုဘာဝေနအခုလိုရှ िख ိုးရတဲ့တကူတေဇောအာနုဘောတော်ကြောင့်ဆိုဒါဆုတောင်းလိုက်တာနမကာရာနုဘာဝေနဟုတ်ပြီနော်ဟိတဝါတပေဥပဒဝေအလုံးစုံကုန်သောဥပဒဝောတို့ကိုပယ်ဆွံ့၍ဟိတဝါနော်ဘေဥပဟုသမျှကိုပယ်ဆွံ့၍အနေကအန္တရာယာပိတဘာမကများစွာဂုံသောအန္တရဲ့အပေါင်းတို့သည်အတေတတော်ဆိုတာအကျွင်းအကြံမရှိသောအဖြစ်ဝိနတန်တုကင်းကွာချုပ်ပြောက်ပါစေတည်းဟုတ်လားအဲ့ဒီလိုမျိုးဒါဖယားရှိခိုးပြီးဆုတောင်းတာပဲဒါကြောင့်မို့နိုင်ငံသားမှာရောက်တဲ့အမျိုးကောင်းသားတွေမိဘကိုပြုစုလုပ်ခြင်းတို့အန္တရာယ်ချားကနေဟုတ်လားသူများနိုင်ငံမှာနေရတာမလွယ်ဘူးလေဟုတ်တယ်မလားအဲ့ဒါကြောင့်တန်ဖိုးဒီကာတာအမြဲတမ်းပူဇော်နေလို့မရဘူးလားရလားပဋိစိတ်လို့လည်းရတယ်နော်ကာတာတန်ဖိုးဒီကာတာအဲ့ဒီဒါ၃ခါတာကိုစတ်ထားတာဟုတ်ပြီလားအဲ့ဒါပြီးတာနဲ့ပဋိတစ်လုံးချတနေ့ပဋိတစ်ပတ်မနက်တစ်ပတ်နေ့လည်းတစ်ပတ်ညတစ်ပတ်ဒါမှမဟုတ်ရင်ပဋိမစိတ်လဲကိုအလုပ်လုပ်ရင်းနဲ့ရွတ်နေပေါ့ဒါဖျားရှိခိုးတာပဲမကောင်းဘူးလားကောင်းလားဒါပါပဲပြောဦးဇင်းတို့ကဗုဒ္ဓဝါဒလေဒါကတော့သူတော်ဘာတွေကတော့ပြောမှာပေါ့ဝိပဿနာရှုဝိပဿနာမှာလူငယ်တွေမှမရှုလို့မှမရသေးတာဟုတ်လားဒီလိုပဲဖရာတရားတန်ခါကိုယုံကြည်မှုစွမ်းအားဖြင့် mind power ကိုမြင့်တင်ထားတာဒါ psychology ပဲငါမှဖရာကုံတော်တွေရှိတယ်ဖရာကိုငါပူဇော်နေတယ်ဆိုတော့စိတ်ထက်ကတက်ကြွနေတယ်အဲ့ဒီကကိုယ့်ရဲ့လုပ်ငန်းတွေအဆင်ပြေလာတယ်ဘေးအန္တရာယ်တွေကင်းလာတာဟုတ်ပြီလားဒါတန်ဖိုးတွေခါတာရတဲ့လူကအဲ့ဒါရွတ်လို့ရတယ်